နတ်တော့တာဆိုတာနတ်ပြည်မှာနေမဟုတ်ဘူးလူပြည်မှာလည်းရှိတယ်နော်ကိုလူကျော်ကိုမထက်ဆွဲပြီးနော်နန်းလေးကိုသင်းနေတာပဲဒီနေ့မတ်ထဲမြန်မာပြည်မှာအရန်နာမည်ကြီးတဲ့နတ်တုတ်တာမြန်မာမုံဆိုင်ကိုသွားစားမှာဖြစ်ပါတယ်အခုမတ်ထက်ကဘယ်ကိုရောက်နေလဲဆိုလို့ရှိရင် Ono BTS Station ကိုရောက်နေပါတယ်အဲ့ဒီမှာကက်ရက်ပဲရှိတဲ့ Movie Plaza ဖြစ်တဲ့ Century Movie Plaza မှာ3ထပ်မှာအဲ့ဒီဆိုင်ရာရှိပါတယ်အဲ့တော့ဒီ Exit 3ကနေပြီးတော့ထွက်ပြီးတော့သွားရမှာဖြစ်ပါတယ်အဲ့တော့မတ်ထက်သွားစားမှာဖြစ်တဲ့အတွက်ကြောင့်လို့မတ်ထက်နဲ့တူတူလိုက်ကြည့်ပါဦးနော်နတ်တုတ်တာကမုတ်တွေကအရန်ကိုစားလို့ကောင်းပါတယ်မထက်ကလည်းမြန်မာပြည်မှာနေတော့ကစားဘူးတယ်မြန်မာပြည်မှာလည်းဝက်ကွဲကိုရောင်းရတဲ့ဆိုင်တစ်ခုပါเนาะပြီးတော့အရင်တော့ဆိုလို့ရှိရင်မထက်တို့ဘန်ကောက်မှာနေတဲ့သူတွေပေါ့เนาะအဲ့ဒီမုတ်ကိုစားကျင်လို့ရှိရင်လေရင်မြန်နဲ့တကူးတစ်ခါကြည့်တော့မှာပြီးစားရတယ်အခုတော့ဒီကုံတိုင်းမှာဖွင့်ပြီးတော့သွားရလာတဲ့ location လေးကလည်းအရန်လွယ်တယ်စတိုင်ကြနဲ့စားနိုင်မယ်အခုဟိုမှာလှမ်းမြင်နေရပြီ3ထပ်မှာမထက်တက်လိုက်အောင်မယ်ဒီမှာပါရောက်ပါပြီကဲမီနူးလေးရောက်လာပါပြီမီနူးလေးကိုကြည့်လိုက်ပါအောင်မယ်ရှင်။အော်ဒီမှာတွေ့ပါပြီ။ဒီမှာနတ်တုတ်တာရဲ့ signature ဒီဘက်ကဒီ3ခုကသူ့ရဲ့ signature ပဲเนาะဒီမှာဆိုလို့ရှိရင်အုံးပြင်ရှိမယ်ပေါ့เนาะပြီးလို့ရှိရင်ဒွင်းပြင်ရှိမယ်နောက်တစ်မျိုးကကျတော့ဆန်းဆန်းလေးပေါ့เนาะသူကကျတော့ချိတ်ပြင်ပေါ့နော်ကောင်းချင်းငချိတ်လေးနဲ့လှုပ်ထားတာပါဆန်းဆန်းလေးစားခြင်းအဲ့ဒါလေးရှိတယ်ပြီးတဲ့အခါကျလို့ရှိရင်ကပ်ကလေးတွေနဲ့မှာစားခြင်းလို့ရှိရင်ကပ်ကလေးတွေနဲ့တစ်မျိုးပြီးတစ်မျိုးမှာစားလို့ရတယ်အဲ့ဒီအပြင်ကိုဒီ3မျိုးအရသာ3မျိုးလုံးကိုစားခြင်းနဲ့ဆိုလို့ရှိရင်အဲ့ဒီ3မျိုးလုံးကိုလည်းဒီလိုမျိုးပုံစံလေးနဲ့ပေါ့နော်3ခုလုံးကိုလည်းမှာစားလို့ရပါတယ်အရင်ပဲစားကောင်းပါပါဒီဘက်မှာကျတော့တာကူမစားခြင်းမဲနဲ့ပြစ်စိမ့်စိမ့်လေးစားခြင်းနဲ့ဆိုလို့ရှိရင်အီစိမ့်စိမ့်လေးကြိုက်တဲ့သူတွေအတွက်ကတော့ပေါ့နော်ဒူးရင်အုံနောက်နဲ့အုံနောက်ဆိုပြီးတော့2မျိုးရှိတယ်သူကတော့တာကူမပါတော့အီစိမ့်စိမ့်လေးစားမယ်နော်ပြီးတဲ့ခါကျလို့ရှိရင်ဒီဘက်မှာကျတော့ buffet set လည်းရှိတယ်အဲ့ဒါကကျတော့မထက်တိတ်နားမလဲတော့ဆိုင်ရကောင်မလေးကိုမေးကြည့်လိုက်မယ်နော်ဒီမလေးရေပြပါမောင်တစ်ချက်လောက်ရှင်းပြပါဦးဒီမှာလေး buffet လည်းတွေ့တယ်ဒါလေးတွေကဘယ်လိုလဲရှင် buffet ကကျတော့အရသာ12မျိုးပါတယ်မဟုတ်အထူ3ခွက်ကကျတော့လေအုံးပြင်တွင်းပြင်ချိတ်ပြင်မှာဒါလေးကကျတော့ဒီရင်ချိတ်မှာဒါကကျတော့3ထပ်ပါတော့အပေါ်အုံးပြင်လေးရဲ့ရွှေကြီးရဲ့အောက်ကကျတာကူလေးရဲ့3 layer လို့ခေါ်တယ်မှာဟုတ်ကဲ့ပါဒါလေးတို့ buffet set လေးတွေမုတ်လေးတွေကကျတော့လေအသီးစစ်နဲ့ပဲသုံးထားတာမဟုတ်ပါဆိုးစီပါအရောင်မှမပါဘူးဆိုးစိုးတွေရောင်နေလဲဘာမှမပါဘူးအသီးဆိုလဲအသီးစစ်နဲ့သုံးထားတာပေါ့နော် 100% တက်လို့ပါညီမလေးဟိုက buffet ဆိုတော့လေဒီထဲမှာလည်းအများကြီးဖြစ်နေပြီအဲ့ဘယ်လိုမျိုးလဲအဝထပ်စားမှာလားဘယ်လိုလုပ်ရမှာလဲမအောင်ပြောပြပေးဦး buffet set ဆိုတာနတ်တုတ်တာနာမည်ပေးထားတာပါအဲ့ဒီ set ကလေးကိုပါတယ်ဒီ set လေးကို buffet set ဟုတ်ကဲ့တော်တော်များနေပြီဒီမှာနေတော့เนาะအများကြီးပဲ12မျိုးဟုတ်ကဲ့ပါဟုတ်ကဲ့နားလဲပါပြီဟုတ်အဲ့ဆိုလို့ရှိရင်မထဲကတခြားမီနူးတွေလည်းကြည့်လိုက်အောင်မယ်เนาะစားကျင်တာကတော့ရှိသမျှမီနူးတွေအကုန်လုံးစားကျင်တာပေါ့เนาะဆက်ကြည့်လိုက်အောင်မယ်เนาะဟုတ်ကဲ့ပါဒီဘက်မှာကျတော့စနင်းမကင်းတော့စနင်းမကင်းကတော့9မျိုးရှိတယ်box လည်းရှိတယ်ပေါ့နော် present box လိုဟာမျိုးပေါ့နော်အဲ့ဒါကကြတော့ပွဲနေပွဲတိုင်းပဲဖြစ်ပေါ့နော် meeting ပဲရှိ group တွေနဲ့ဘာကိစ္စညာကိစ္စပဲရှိတယ်ဒါလက်ဆောင်ပေးလို့ရအဲ့ဒီမှာကြတော့cup လေးတစ်ခွက်ရယ်ပြီးတဲ့ခါကျလို့ရှိရင်အုံးပြင်လေးပေါ့နော် cup လေးတစ်ခွက်ရယ်ပြီးတဲ့ခါကျလို့ရှိရင်ဒီမှာစနစ်မကင်းတစ်စုံရယ်ပါတယ်အဲ့ဒါလေးကလည်းမိုက်တယ်ဒီလားပြီးလို့ရှိရင်ဒီဘက်မှာကြတော့ဒီစနွေးမကင်းကိုပဲစီတုတ်ဘူးနဲ့ထုတ်ထားတာပေါ့နော်မြန်မာပြည်မှာစနွေးမကင်းကိုစီတုတ်ဘူးနဲ့ထုတ်တာကနတ်တုတ်တာတစ်ခုပဲရှိရเนาะပြီးတဲ့ခါကျလို့ရှိရင်ဒီစီတုတ်ဘူးကနိုင်ငံသားကိုလည်းတည်သွားလို့ရတယ်ကြာလဲခံတယ်ဘယ်နိုင်ငံမှာလဲမဆိုစားခြင်းလို့ရှိရင်ပေါ့နော်အစင်သင့်လှုပ်စားလိုက်ရုံပဲပေါ့နော်အရန်ကိုမိုက်တယ်ဒီဘက်မှာလည်းမီနူးတွေရှိသေးတယ်ထပ်ပြီးတော့ရေခဲတုတ်တို့ကရေကရာတို့ရေခဲပေါင်းတို့မပေါင်မုံရေခဲညက်လာအုံးမြင့်ညက်လာတော်တော်များတယ်မီနူးတွေကအဲ့တော့ဘိုက်ကစားလာပါပြီအကုန်လုံးမှာချပြီးတော့စားပလိုက်တော့မယ်လူကြောကြီးမုတ်ဆိုတာကြားဘူးလားဒီဆိုင်မှာလူကြောကြီးမုတ်လို့ပေးထားတဲ့မုတ်နာမည်လေးကတော့ဘာမုတ်လဲဆိုလို့ရှိရင်မုတ်ပြားတလက်ပါအဲ့ဒီမုတ်ပြားတလက်က2မျိုးရှိပါတယ်အပျော့လေးလည်းရှိတယ်ပြီးတော့သူကအကျွတ်ကလေးလည်းရှိတယ်အဲ့ဒီအပြင်ကိုအဲ့လိုမျိုးမုတ်ပြားတလက်ကိုအရန်ကြိုက်တဲ့သူတွေကပေါ့နော်ကိုဖာတာကိုလှုပ်စားလို့ရအောင်မုတ်နှစ်ပေါ့နော်စီစဉ်ပေးထားတယ်အဲ့မုတ်နှစ်ဘူးတဘူးကိုသူကရေနဲ့ဖြော်ပြီးတော့ကိုကြိုက်တဲ့ဟာပေါ့ပြောင်းမှုပဲထည့်စားမလားကိုကြိုက်တဲ့ taste ပေါ့နော်ပဲပြုတ်ပဲထည့်မလားနာမည်ပဲထည့်မလားကြိုက်တာပေါ့နော်ခန်းကျင်သီးပဲထည့်မလားအကုန်လုံးလှုပ်စားလို့ရတယ်ပေါ့နော်အဲ့ဒီပြင်ကိုသူတို့မှမီနူးတွေအများကြီးရှိတယ်ဘရာကြော်လည်းရှိတယ်စမူစာလည်းရှိတယ်စမူစာတုတ်လည်းရှိတယ်မီနူးတွေမှာတော်တော်များပါတယ်ရှင်။ဒါကတော့
ကြိုက်တယ်ဒီကမင်းလေးနတ်တုတ်တာမှာ souvenir boxes လေးတွေလည်းရှိတယ်ပေါ့နော်လူကြီးသူမတွေကိုကြော့ကျင်တာပဲဖြစ်ဖြစ်လက်ဆောင်ပေးကျင်တာပဲဖြစ်ဖြစ်နိုင်ငံခြားကိုတည်သွားကျင်တာဖြစ်ဖြစ်အရန်ကိုအဆင်ပြေတယ်ဟောဒီဘက်မှာကြတော့တွေ့ပါပြီဘိန်းမုတ်ဒီဘိန်းမုတ်ကကြတော့ထောပတ်မွေးမွေးလေးရယ်အုံဒီနိုင်ချင်းရယ်ပြီးတော့ဘိန်းစီနိုင်ချင်းရယ်ပေါ့နော်အရန်ကိုစားကောင်းမဲ့ပုံပဲမထက်ကတော့ဘိန်းမုတ်လည်းမှာစားအောင်မှာရောက်လာပါပြီမုတ်ချိုတွေမစားခင်မှာမထက်ကဒီမှာစမူစာတုပ်ကလေးကိုစားမှာဖြစ်ပါတယ်နန်းလေးကိုသင်းနေတာပဲကောင်းတယ်တော်သေးကောင်းနတ်တုတ်တာကစမူစာတုပ်ကိုစားလို့ကောင်းလို့မထမေးကြည့်လိုက်တဲ့ခါကျတော့ဒီမှာသူတို့က frozen ပေါ့နော်စမူစာ ready made လေးတွေရှိတယ်အဲ့ဒါလေးနဲ့ဒီမှာပဲရည်ပေါ့နော်ဒါတခါတည်းချက်လိုက်ရုံပဲဒီပဲရည်တော့ကပဲကလာရင်လည်းချက်လို့ရတယ်တဲ့အဲ့တော့အရန်အဆင်ပြေနော်ကိုလူကျော်မထက်ဆွဲပြီနော်လူကျော်ကြီးမုတ်ကိုစားပါမယ်မုတ်ပြားတက်လက်လို့လဲခေါ်ပါတယ်စားမယ်လက်အိတ်လေးနဲ့ကောင်းလိုက်တာကိုလူကျော်ရဲ့ကောင်းနေရောဟဲ့တော်တော်ကောင်းတယ်ကိုလူကျော်ကိုလာစားကြည့်ရမထက်တော့ကြိုက်ပါတယ်သူကတော့ဘိန်းမုတ်လေးကိုစားမှဖြစ်ပါတယ်ဒီဘိန်းမုတ်လေးကထော်ပတ်များများလေးရယ်မွေးမွေးလေးပေါ့နော်ပြီးရင်ဘိန်းစီများများလေးရယ်ပြီးအုံးသီးများများလေးရယ်မြန်မာပြည်ကိုတော့လွမ်းပြေသွားတော့မှာပဲသိကြတယ်ထိုင်းမှာလေဘိန်းမုတ်ရှာစားရအရန်ခက်တာပဲမထက်ကတော့ကြိုက်တွေတွေ့နေပြီလွမ်းလဲပြေသွားပြီမြန်မာပြည်ကိုအရန်ကောင်းချိတ်ပြင်းနဲ့ဒူးရင်အုံနောက်ကလေးကိုမထက်မြည်ကြည့်တော့မယ်ဒါလေးကိုအရင်မြည်ကြည့်မယ်ပေါ့နော်ရတာဘလို့နေလဲဟောဒီမှာအောက်မှာကောင်းညင်းလေးတွေ့လားကောင်းညင်းအမဲလေးစိမ့်လေးနဲ့တငါစားလို့ကောင်းတယ်ကောင်းညင်းလေးကလည်းအထဲမှာကောင်းညင်းငချိတ်ဆိုတဲ့အတိုင်းကောင်းညင်းငချိတ်နံလေးပေါ့နော်အဲ့ဒါလေးကလည်းတော်တော်လေးစားကောင်းတယ်ကောင်းညင်းလေးကလည်းဖောက်စီနဲ့စားလို့ကောင်းတယ်ပေါ့နော်ကောင်းညင်းငချိတ်အရသာလေးပြီးရင်ဒီဘက်မှာဒါဒွင်းအုံနောက်တဲ့ तू ကအသားဘူးမပါဘူးအပေါ်ရက်မှာ तू ကအပေါ်တစ်ထပ်ထပ်ထားတဲ့ဟာလေးကိုပဲစိမ့်လေးပဲစားရမှာပေါ့နော်အနှစ်ကြီးပဲဒူးရင်းသီးရတာလေးကလေဒူးရင်းသီးအသီးစစ်ကိုလည်းတကယ်ပါတာပြီးတော့ဒူးရင်းသီးအရသာစစ်အသီးစစ်ရဲ့အရသာပါစတဲ့မှာခံစားမိတယ်ပေါ့နော်အသီးဖက်လေးလည်းပါတယ်နောက်ပြီးတော့ဒီ cup လေးတွေကကြတော့ဘယ်လိုလဲဆိုတော့ဒီမှာက तू ကတဘူးကမှ3ခုပါတဲ့ဘူးနဲ့4ခုပါတဲ့ဘူးပေါ့နော်ဒါဘာကွာလဲဆိုလို့ရှိရင်3ခုပါတာကကြတော့ဘာလို့3ခုလဲပါတာလဲဆိုလို့ရှိရင်ခွက်က तू ကနည်းနည်း size ကြီးတယ်ဒါလေးတွေက size သေးတယ်ပေါ့နော် cup က size သေးတဲ့အခါကျတော့4ခုပါတယ်ဒါကြောင့်မလို့ तू က3ခုနဲ့4ခုနဲ့ပါတာရှိရပေါ့နော်အခုမထက်ကစနမကင်း6မျိုးပေါ့နော်ဒီမှာအဲ့ဒါလေးကိုမြည်မှဖြစ်ပါတယ်မြည်ကြည့်လိုက်ပါဦးမယ်တစ်ခုနဲ့တစ်ခုကလေအရသာချင်းရောပါဇက်ထဲမှာပျော်ဝင်တာချင်းရောပေါ့နော်မတူဘဲနဲ့တစ်ခုကိုတစ်မျိုးစီပေါ့နော်အရသာပါဇက်ထဲမှာထူးခြားမှုရှိပါတယ်ခုဆက်ပြီးစားရမှာကတော့ဒူးရင်းရွှေရင်အေးလေးကိုမြည်ကြည့်ပါမယ်။ဟိုဒီမှာဒူးရင်းသီးအစ်စ်တွေ့လားဒီမှာဒူးရင်းသီးအစ်စ်ကြည့်လိုက်ဒါဒူးရင်းသီးအစ်စ်နော်ဒူးရင်းသီးဘလောက်ဈေးကြီးရဆိုတာသိရနော်ဒူးရင်းသီးအစ်စ်ကိုပါတာဒီအသားကြီးပဲဟိုအကြိုက်ပဲနောက်ဆုံးပိတ်တီးလေးနဲ့လက်ဖေးလေးနဲ့ပိတ်ပါမယ်ဟဲ့ရမ်းကောင်းဒါလေးရလဲအနံ့ကလည်းတကယ်ကိုမှထူးခြားတဲ့အနံ့တော့မွှေးကြိုင်နေရောပဲဒါကတော့မစားနိုင်တော့မထက်ဘိုက်ကတအားပြည့်နေပြီဒါကတော့မထက်အိမ်ကမောင်နှမတွေအတွက်အိမ်ပြန်တည်တော့ဝယ်ထားတာအရမ်းမိုက်တယ်ကြည့်လိုက်မထက်ကတော့ဘိုက်ပြည့်သွားပြီအပြန်လက်ဆောင်တွေလည်းအများကြီးဝယ်သွားတဲ့အိမ်မှာဒီမှာအိမ်မှာလောက်စားမယ်ပြီးတဲ့ခါကျလို့ရှိရင်ဒီကိုလာတယ်ဆိုလို့ရှိရင်လည်းဘာမှမခက်ဘူးเนาะဒီမှာကားရက်တာဒီဘေးတင်ရှိတယ်ပြီးတော့ဟိုဘက်မှာလည်း Avenue Hotel ဆိုတာရှိအဲ့ hotel ထဲမှာလည်းသွားရပြီးတော့ဒီကိုတခါတည်းရှောက်လာလို့ရတယ်နတ်တုတ်တာရဲ့အရန်ကောင်းတဲ့အရာသာကိုတော့စားဘူးပြီးတဲ့သူတွေကတော့အကုန်လုံးသိတယ်ပေါ့နော်အဲ့တော့မစားရသေးတဲ့သူရှိလို့ရှိရင်ဒီမှာလာပြီးတော့မြင်းကြည့်ပါလို့မထက်ကပြောချင်ပါတယ်အရန်ကိုစားကောင်းတဲ့အတွက်ကြောင့်မလို့မထက်ကျင်းနေတော့ပါပြီပြန်มาတော့မယ်တတား